လေလံပွဲတဲ့ကိုသူမခြေချလိုက်တာနဲ့မမျော်လင့်ပဲသူမရဲ့ခင်ပွန်းဟောင်းနဲ့ကိုဝန်းဆောင်အတွင်းရေးမှုမလေးကိုတွေ့လိုက်ရပါတယ်ခင်ပွန်းဖြစ်သူကသူမကိုပိတ်ဆန်လာတောင်းတယ်လို့ထင်နေသလိုအတွင်းရေးမှုမလေးကလည်းသူမကိုတထီးတွေကိုလိုက်မြူဆွဲနေတဲ့မိန်းမတစ်ယောက်လိုဖြစ်အောင်လူချားထဲမှာအဆက်ခွဲခဲ့ပါတယ်ပိုဆိုးတာကတော့သူမရဲ့ရောက်ခမကြီးပါပဲအတွင်းရေးမှုမလေးမှာကိုဝန်ရှိလာကြတဲ့ကကုမ္ပဏီရှယ်ယာတွေတက်လာတာမို့သူမကိုမိသားစုရဲ့လက်ကောင်လေးလိုတဖွားဖွားချီးကျူးနေတာပါဒါပေမဲ့သူတို့မသိတာကအဲ့ဒီကံကောင်းခြင်းတွေအားလုံးဟာဒီအမျိုးသမီးဖိုက်ထဲကလက်လာပါနတ်ဖျားမလေးစီကလာတယ်ဆိုတာပါပဲလီလံပွဲစတာနဲ့အတွင်းကြီးမူမလေးကသူမဖိုက်ထဲကခလီးကကန်တယ်ဆိုပြီးရောက်ခမကြီးကိုမြှောက်ပေးတာကြောင့်ဒေါ်လာ8သိန်းတန်ကြောက်ခဲကြီးကိုဝယ်လိုက်ပါတယ်တကယ်ပဲအထက်ကနေကြောက်စိမ့်တွေထွက်လာပြီးဒေါ်လာ2သန်းနဲ့ပြန်ရောင်းလိုက်ရတဲ့အခါသူတို့ဟာသူတို့ကိုသူတို့ကံကောင်းခြင်းနတ်ဖျားကိုပိုင်ဆိုင်ထားတယ်လို့ပိုယုံကြည်သွားကြပါတယ်သူမကိုလည်းတမင်တတ်လာကြွားကြပါသေးတယ်ဒါပေမဲ့သူမဖိုက်ထဲကနတ်ဖျားမလေးကတော့မပူနေမိမိတခိတ်ရတနာအစ်စ်ကလာတော့မှလူချော့မြူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူတိုင်းကအမိုက်လို့ထင်မှတ်ထားတဲ့ကြောက်မဲတုံးတုံလေးလံတင်အဲ့ဒီနောက်မှာတော့လူတိုင်းကအမိုက်လို့ထင်မှတ်ထားတဲ့ကြောက်မဲတုံးလေးလံတင်လာပါတယ်အခြေခံဈေးက9000ပဲရှိတာပါခလေးလေးကဒီကြောက်တုံးကတန်းနဲ့ချီတန်ဖိုးရှိတယ်လို့ပြောတာကြောင့်သူမလေးလံဆွဲဖို့ကြိုးစားပါတယ်ဒါကိုအတွင်းရေးမှုမလေးကမနာလိုတာကြောင့်ဈေးကို2သန်းအထိလိုက်တင်ပြီးနှောက်ယှက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူမဟာလက်ကျန်ငွေအားလုံးနဲ့အကျွေးပါတင်မဲ့ဒေါ်လာ3သန်းနဲ့အဲ့ဒီကြောက်တုံးကိုအရေးဆုံးပြီးဝယ်လိုက်ပါတော့တယ်လူတိုင်းကသူမကိုယူသွားပြီလို့လှောင်ပြောင်နေကြပါတယ်ကြောက်တုံးကိုပထမတစ်ချိန်ဖြတ်လိုက်တဲ့အခါဘာမှမရှိသလိုဒုတိယတစ်ချိန်မှာလည်းဘာမှထူးမလာပါဘူးခင်ပွန်းဖြစ်သူနဲ့အတွင်းရေးမှုမလေးရဲ့လှောင်ရဲတန်တွေကပူကျဲလာပါတယ်ဒါပေမဲ့ခလေးလေးကအလေကနေတဲ့တဲ့ဖြတ်လိုက်လို့ထပ်ပြောပါတယ်ဝန်ထမ်းတွေကတော့အလေကဖြတ်ရင်ကြောက်ပျက်စီးသွားနိုင်တယ်လို့သတိပေးနေပေမဲ့သူမကတော့သူမရဲ့ခလေးကိုပဲအကျွင့်မယုံကြည်လိုက်ပါတယ်စက်တန်ကြီးပြန်လေစတင်ပြီးကြောက်တုံးကြီးပွင့်ထွက်သွားချိန်မှာတော့အထေးကထွက်ပေါ်လာတဲ့အရာကြောင့်လေလံပွဲတစ်ခုလုံးကလူတွေဟာမှင်တက်ပြီးစွန့်အော်သွားကြပါတော့တယ်